လိုင်းပေါ်တွေမှာအသေးကွဲတယ်ဆိုပြီးခန်းစားပြနေတဲ့ညီလေးညီမလေးတွေကိုကိုကြီးစကားနည်းနည်းလောက်ပြောချင်ပါတယ်ကွာအရင်ဆုံးညီလေးတွေကိုပြောမယ်မင်းကလေးတယောက်ကကိုလမ်းခွဲသွားတယ်ဆိုတာသူ့ရဲ့ရွေးချယ်ပိုင်ခွင့်ပဲဖြစ်ပါတယ်တဲ့ကြကြပြောရရင်မင်းတို့ဘက်မှာလိုအပ်ချက်တချို့ရှိနေလို့လည်းဖြစ်နိုင်ပါတယ်ဥပမာပြောရရင်မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဘန်တစ်ခုမှအပ်မယ်ဆိုရင်စိတ်ချရတဲ့ဘန်ကိုပဲအပ်ချင်ကြမှာမဟုတ်လားစိတ်မချရတဲ့ဘန်ကိုဘယ်သူကအပ်ချင်မလဲအဲ့ဒီလိုပဲမင်းကိုရွေးချယ်လိုက်ရင်သူဘဝအတွက်မလုံခြုံဘူးလို့လမ်းခွဲသွားတာလည်းဖြစ်နိုင်ပါတယ်အဲဒါကြောင့်ကိုအကောင်းဆုံးဖြစ်အောင်ပြန်ပြင်ပါတိုးတက်အောင်ကြိုးစားပါလို့ပဲကိုကြီးအကြံပေးချင်ပါတယ်ကဲညီမလေးတွေအလှဲ့ပေါ့ညီမလေးတို့ကအန်ဒရေကိုရွှေနဲ့တောင်မလဲဘူးလို့ကြွေးကြော်ခဲကြတဲ့အမျိုးသမီးတွေလေခုလိုအရွယ်လေးရောက်လာလို့အလားပါလေးပြင်တက်လာမှလာပြီးချင်းကပ်လာတဲ့လူတယောက်ကွနဲ့ဒီလောက်ထိခံစားနေရမယ်ဆိုရင်ငယ်ကလေးကပြူးဆူဆောင်းလျှောက်လာခဲ့တဲ့အကိုရီအမတွေကိုအားမနာကြဘူးလားညီမလေးတို့ဒီလိုဖြစ်နေတာကိုမိဘတွေသာမင်းရင်ဘလောက်ရင်ကျိုးရမလဲဆိုတာနည်းနည်းတော့စဉ်းစားရပါခံစားယုံနဲ့မရဘူးသင်ငန်းစာယူရမှာပါဒါမှနောင်မှာဒီလိုအမှားတွေမဖြစ်ကြရမှာလေအခုလိုအချိန်မှလမ်းခွဲသွားတာတကယ်တော့ကျေးဇူးတင်ရမယ့်အရာတောင်ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဘိုက်တလုံးသို့ဟောကလေးတယောက်နဲ့ဖြစ်ပြီးမှထားခဲ့ရင်ပိုပြီးရင်ကျိုးရမှာလေတကယ်တော့ညီလေးညီမလေးတို့ကဘဝစာမေးပွဲဖြေဆိုနေတဲ့ចောင်းသားလေးတွေလိုပါပဲစာကိုလေ့လာထားတဲ့ចောင်းသားကလွယ်ကူကူဖြေဆိုနိုင်မှာဖြစ်တယ်လို့စာကိုမလေ့လာထားတဲ့ចောင်းသားကတော့ပင်ပန်းနဲ့ဖြေဆိုနေရမှာဖြစ်ပါတယ်အဲဒါကြောင့်ကိုဘဝစာမေးပွဲကိုအဖြေမှန်နဲ့ဖြေဆိုနိုင်ကြပါစေလို့ကိုကြီးဆုတောင်းပေးလိုက်ပါတယ်အော်ကြည်နေတဲ့သူတွေအသေးပေးဖို့ like share လုပ်ဖို့မေ့နေကြတာလားစတာနော်အားပေးနေတဲ့ဆိုရင်အသေးလေးတော့ပေးကြကြအောင်